လက်ရှိယောက်ျားဖြစ်သူရဲ့အိမ်တော်ရေးအခြေအနေကိုဖွင့်ချလာခဲ့တဲ့တရုတ်ဆောင်ချောရတနာမင်္ဂလာပါပရိသတ်ကြီးရင်တရုတ်ဆောင်ချောရတနာကတော့ပြည်ပြင်းလာတဲ့တရုတ်ဆောင်ချက်တွေနဲ့ကြာရစကောင်းတွေမှာတဘာဝကြကြတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပရိသတ်တွေရဲ့ချက်ကင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်တရုတ်ဆောင်ချောရတနာကတော့တရုတ်ဆောင်ပြည်ပြင်းလွန်းတာကြောင့်နေကြီးလာပါတယ်ဆိုတဲ့အကယ်ဒမီဆုကိုထိုက်တန်စုခုရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်တရုတ်ဆောင်ချောရတနာကအကယ်ဒမီရပြီးရဲ့နောက်ပိုင်းမှာတော့ရုပ်ရှင်စကားတွေရိုက်ကူးမှုကိုခေတ္တခဏရန်နာထားခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့တရုတ်ဆောင်ချောရတနာကနာမည်ကြီးဇလန်တွေတော်တော်များများတွေမှာပါဝင်လာခဲ့ရပြီးအောင်မြင်မှုတွေတဖန်ပြန်လည်ရရှိလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ချောရတနာကတော့အိမ်အောင်ကြပြီးတော့ကလေးနှစ်ယောက်ရရှိပြီးတဲ့နောက်ပိုင်းမှာတော့ရင်းချက်တည်ငြိမ်တဲ့အလှတရားနဲ့ပရိသတ်တွေကိုဖန်ဆားနိုင်ခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ချောရနာကတော့အိမ်တောင်ကြီးအကြောင်းတွေကိုတူမရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ပြန်လည်မျှဝေပေးလေးရှိပါတယ်။အခုတခါမှဆိုရင်တော့တရုတ်ဆောင်ချောရနာကလက်ရှိယောက်ျားဖြစ်သူနဲ့အိမ်တောင်ကြီးအခြေအနေကိုအခုလိုပဲဖွင့်ချလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ချောရနာကအမအိမ်တောင်ကြီးကန်ကောင်းတဲ့အထဲမှာတော့ပါတယ်လို့ယူဆတယ်ပေါ့နော်။ခင်မိုးရဲ့ချက်ချင်းကိုတော့ခံရတယ်။ဒါပေမဲ့သူပြတဲ့ချက်ချင်းတွေတော့မြင်ရတယ်လေ။သူမပြတဲ့အရာတွေကြတော့မမြင်ရဘူးပေါ့။ကိုကမိန်းကလေးဆိုတော့ပြဿနာကိုလိုက်ရှာတာပဲပြင်းနေလို့လဲပါတယ်တခါတလေဆိုရင်တော့ရန်ဖြစ်ချင်လို့ရန်လိုက်စားလေသူကတော့အမြဲတမ်းရှောင်ထွက်သွားခဲ့တော့ရန်မဖြစ်ရတော့ဘူးလေနည်းနည်းပွားစီလုပ်ရင်လေသူကရှောင်ထွက်သွားရောယောက်ျားတွေကကြောပူတာကိုခံနိုင်နေနားပူတာကိုတော့မခံနိုင်ကြဘူးအိမ်အောင်ရေးဆိုတာကနားလေမှုရဲ့ကံတရားရင်နဲ့ပဲဆိုင်ပါတယ်အိမ်အောင်ရေးကံကောင်းတယ်ဆိုတာကလည်းပြောလို့မရတဲ့အရာပေါ့နော်ဖြစ်လာခဲ့တဲ့အရာပေါ်မှာတော့မူတည်ရလေတချို့ကပြောကြတယ်ငါကချောတာပဲငါကလှတာပဲငါငင်တာပဲဆိုပေမဲ့လည်းအိမ်အောင်ရေးကတော့ကံမကောင်းနိုင်ဘူးလေကံတရားမကောင်းရင်လည်းအိမ်အောင်ရေးကတော့ကံမကောင်းနိုင်ဘူးတစ်ဖက်သားရဲ့စိတ်နေစိတ်ထားအပေါ်မှာလည်းမူတည်သေးတယ်အတိကတော့ရေဆက်ပေါ်ရေဆက်ကုန်သွားခင်တော့ဘာမှလုပ်လို့မရတော့ဘူးလေယောက်ျားတွေကိုကင်တွယ်လို့မရဘူးအခုကျတော့တီးတန့်ကြီးပြင်လာတာတော့မဟုတ်ဘူးကလေးတွေအတွက်ကြည့်ပြီးတော့ညှိယူရင်းနဲ့ပို့ပြီးတော့အဆင်ပြေလာခဲ့တာပေါ့သူတို့ကိုလိုက်ပြီးတော့ချီနှောင်လို့လည်းမရဘူးလေသူတို့ကိုယ်တိုင်ကလည်းချီနှောင်ခံကြအောင်ပါလေအခုလက်ရှိအိမ်အောင်ကြီးကတော့အစဉ်ပြေပြေနဲ့ဖြတ်တန်းနေပါတယ်အချစ်လဲခံရတယ်လို့ဂယူလဲစိုက်ခံရပါတယ်ဆိုပြီးတော့လက်ရှိယောက်ျားဖြစ်သူနဲ့အိမ်တော်ကြီးအခြေအနေကိုတော့ပရိသတ်တွေသိအောင်လို့အင်တာဗျူးတွေကနေတစဉ်အခုလိုပဲပြန်လည်ဖွင့်ချလာခဲ့တာပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့တရုတ်ဆောင်ချောရနာကအမှုပညာအလုပ်တွေကိုအေးအေးဆေးဆေးနဲ့ပုံမှန်လေးလုပ်ကိုင်နေပြီးချစ်ရတဲ့ခင်ပွန်းတသားမီမီတွေနဲ့အတူတူဘဝကိုအေးကြကြတတရာနဲ့ဖြတ်တန်းနေရပဲဖြစ်ပါတယ်တရုတ်ဆောင်ချောရနာကလက်ရှိယောက်ျားဖြစ်သူနဲ့အိမ်တော်ကြီးအခြေအနေကိုဖွင့်ချလာခဲ့ရတဲ့ပတ်သက်ပြီးပရိသတ်တွေအနေနဲ့ဘယ်လိုမြင်ကြလဲဆိုတာကိုမှတ်ချက်လေးတွေနဲ့ပြောသွားပေးကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာနာမည်ကြီးအမှုပညာရှင်များရဲ့အကြောင်းအရာများကိုသတင်းထူးသတင်းဦးများအနေနဲ့အချိန်နဲ့တပြေးညီအချိန်မှန်မှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးနော်ကျေးဇူးအထူးတင်ရှိပါတယ်တာယာချမ်းမြေတဲ့နေ့ရက်လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်